အရာစုတောင်းအားနဲ့ကြီးနေချိန်မှာတော့ဖြတ်ရတဲ့သူရှိတာစုမတောင်းတော့ဘယ်နဲ့ကိုရီးယားကားတွေပဲတပတ်လောက်လှိပ်ပိတ်ကြည့်ပြီးတဲ့အချိန်မှာစိတ်ထဲမှာပြောင်းသွားပြီငါနဲ့သူဖျားမရှိတော့လားမသိဘူးအဲ့ဒီမှာချင်းလေးတွေထွက်လာကိုတော့မပါရင်လေဘယ်လိုကိုတော့ကဘာပြောထားပြီးသားလဲကက်ကပါကုံတိတယ်အောင်မင်းတို့နဲ့အတူရှိမယ်အီမာနွေလာငါတင်တို့နဲ့အတူရှိတယ်ဖျားတင်တို့နဲ့ခဏခဏလာလေမယ်ဖျားလို့မပြောဘူး I'll come and visit you sometime လို့မပြောဘူး Emmanuel God with us forever and ever အမြဲတမ်းရှိတယ်ဖျားဒါပေမဲ့ဒီကပြဿနာပါလဲဆိုတော့ခံစားချက်တော့တော်ကြည့်လို့ဒီမခံစားရအောင်ဖျားခင်မခံစားဘူးဖျားခင်ရှိတယ်ဆိုမခံစားဘူးနေမခံစားလည်းရှိတယ်ခံစားရလည်းရှိတယ်မခံစားလည်းရှိတယ်ဘာလို့ဖျားကခံစားချက်နဲ့အလုပ်လုပ်တဲ့ဖျားမဟုတ်ဘူးယုံကြည်ခြင်းနဲ့အလုပ်လုပ်တဲ့ဖျားရှင်ဖြစ်တယ်ခံစားချက်မရှိရင်ဖျားကစိတ်တော်နဲ့မတွေ့နိုင်လို့ဘယ်ချမ်းသာမှမရှိဘူးယုံကြည်ခြင်းမရှိရင်ဖျားကစိတ်တော်နဲ့မတွေ့နိုင်ဆိုတော့ခံစားချက်ကိုလုံးဝတဲ့အလှည့်စားမခံနဲ့ခံစားချက်မှလုံးလုံးတဲ့ဖျားမဟုတ်ဘူးချက်သိမ်းနေထားလာတဲ့ဆရာဖျားရှိလားမသိဘူးဒါဆိုချက်သိမ်းမရှိချက်သိမ်းမထားနေဖျားမရှိတော့လား Come on no စားရလဲစားရ no ယုံကြည်ခြင်းမရှိလေခံစားချက်မရှိလို့ပြောယုံကြည်ခြင်းမရှိလေဖျားစိတ်တော်မတွေ့နဲ့သင်ယုံရမယ့်အရာတစ်ခုပဲရှိတယ်နေ့ရက်စဉ်တိုင်းမှာဖျားရဲ့စကားဘယ်တော့မှပြောင်းလဲဘူး